စားတော့ဆိုင်ပါရှင်လူကြီးများအားလုံးပဲမင်္ဂလာပါရှင် မရဒီနေ့ ABP Telecom.mm ရဲ့ရုံးခန်းကိုရောက်ရှိနေရဖြစ်ပါတယ် စားတော့ဆိုင်တော့ POS software ရဲ့အလုံးလုံးပုံတွေကိုလိုက်ကြည့်လိုက်ရအောင်နော် မင်္ဂလာပါဟုတ်မင်္ဂလာပါရှင်မင်္ဂလာပါရှင်ညီမတို့ရဲ့ဒီစားတော့ဆိုင်တော့ပေါ့နော် Restaurant POS အယောင်စနစ်လေးသုံးကျင်လို့ပါဘာတွေလိုအပ်မလဲဘာတွေလုပ်လို့ရမလဲဆိုတာလေးရှင်းပြပေးပါနော် Restaurant POS ဆိုတာကတော့စားသောက်ဆိုင်တစ်ခုရဲ့အယောင်စရင်းတွေကုန်ပစ္စည်းစရင်းတွေကိုစနစ်တကျစီမံအုပ်ချုပ်နိုင်မှုနဲ့အလေလွင့်ဆုံးရှုံးမှုနဲ့ပါစေဖို့အတွက်ထိန်းချုပ်နိုင်ပြီးအသုံးပြုနိုင်တဲ့ system တစ်ခုပဲဖြစ်ပါတယ် ဟောညီမတို့ site ရှင်တွေအနေနဲ့ရောစီးရင်ပိုင်းကိုအလဲတကူကိုကြည့်လို့ရတာပေါ့နော် မတော် Restaurant POS မှာဆိုရင်ပါဝင်ပစ္စည်း ingredient တွေနဲ့ food menu တွေကိုပါဝင်မှုအချိုးအစားအတိုင်းချိတ်ဆက်ထားနိုင်မဲ့ reserve management စနစ်ပါဝင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပါဝင်ပစ္စည်းဖြစ်တဲ့ကုန်ပစ္စည်းစရင်းတွေကိုအလေလွင့်မရှိအောင်ထိန်းချုပ်ထားနိုင်မှာပဲဖြစ်ပါတယ်။ ညီမဆိုင်ရဲ့ကိုပိုင်ထုတ်ကုန်လေးရောရောင်းချလို့ရနိုင်တာ မိမိထုတ်ကုန်ပစ္စည်းတွေကို pre-made food ဖြစ်ထည့်သွင်းထားပြီးတော့ production function ရတဲ့စင်ထုတ်လုပ်ရောင်းချနိုင်မှာဖြစ်ပါတယ် online ရော offline ရောသုံးလို့ရလားရှင် ။ offline သုံးပြုနိုင်ဖို့အတွက် laptop desktop တွေမှာ Windows software ဖြစ်ထားရှိထားပြီးတော့ဒီဖုန်းနဲ့ tablet တွေမှာအသုံးပြုဖို့အတွက်ကိုလည်း mobile application ဖြင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် offline ဖြစ်စေ online ဖြစ်စေနှစ်မျိုးလုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင် ဆိုင်ခွဲတွေအတွက်ကောသုံးလို့ရလားပြီးတော့ reporting ပိုင်းရအောင်စုံလေးရလား ။ဆိုင်ခွဲအကန့်အသတ်မရှိအသုံးပြုနိုင်မှုအတွက် multi outlet စနစ်ပါဝင်မှာဖြစ်ပါတယ်။ reporting ပိုင်းမှာဆိုရင်လည်းအယောင်စရင်ပစ္စည်းလက်ကျန်စရင်ရောင်းအားကောင်းဆုံးစရင်တွေရဲ့ပြင်ပေးရန်ရှိရရန်ရှိစရင်တွေအရှုံးပြင်စရင်တွေကိုပါကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ရှင်။ ကိုယ်တိုင်စမ်းတက်ပြီးတော့အသုံးပြုလို့ရနိုင်လား Restaurant POS ကိုကိုယ်တိုင်စမ်းသပ်အသုံးပြုဖို့အတွက်ဒီမိုအကောင့်ကို page chat box မှာဖုန်းနံပါတ်ချန်ရေးဖြစ်စေ hotline နံပါတ်ကိုဆက်သွယ်ရေးဖြစ်စေစမ်းသပ်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ရှင်။လူချင်းမင်းတို့ရဲ့စားသောက်ဆိုင်တွေအတွက် level ဆုံးရှုံးမှုနဲ့ပါပြီးတော့ပုံမစနစ်ကြတဲ့ Restaurant POS ကိုအသုံးပြုနိုင်ဖို့အတွက် app.com.mm နဲ့လက်တွဲလိုက်ပါ။